တူပျော်ရွှင်ရတာကအမြဲမှန်နေရတာထက်ပိုအရေးကြီးသလားဘဝမှာကျမတို့တွေဟာကျမတို့အတွက်အလွန်အရေးကြီးတဲ့တန်မိုးထားမှုတွေယုံကြည်မှုတွေကိုလက်ကင်ထားတတ်ကြပါတယ်ဒါပေမဲ့လည်းတစ်ခါတရံမှာကျမတို့မှန်နေဆိုတာကိုသက်သေပြဖို့ကြိုးစားရင်းနဲ့ကိုချစ်ရတဲ့အလွန်ဂရုစိုက်ရတဲ့သူတွေကိုနာကျင်စေမိတတ်ပါတယ်တကယ်တမ်း maturity ဆိုတာကကျမတို့ရဲ့အတ္တတွေကိုခဏရပ်တန့်ထားပြီးကျင်နာမှုနဲ့နားထောင်ပေးတာ bigger picture နဲ့မြင်ကြည့်နိုင်မှုကြိုးစားတာပါမှန်မှုပဲကြိုးစားနေတာက relationship တွေကိုပိုခိုင်မာအောင်မလုပ်နိုင်ပါဘူးကျင်နာမှုကသာလုပ်နိုင်တာဖြစ်ပါတယ်ဒေါသနဲ့မတုံ့ပြန်ခင်အသက်ရှူကြည့်ပါနော်နာကျင်စွာမတုံ့ပြန်ခင်ကိုအရင်မေးပါအခုငါကခွန်နဲ့လှုပ်ဖို့ကြိုးစားနေတာလားဒါမှမဟုတ်ငါနိုင်မှုပြောနေတာလားမှန်ကန်မှုထက်ပျော်ရွှင်မှုကိုရွေးချယ်တာကကျမတို့ရှုံးသွားတယ်လို့မဆိုလိုပါဘူးနော်တကယ်တမ်းကတော့ကျမတို့ဟာကျမတို့ဂရုစိုက်တဲ့သူတွေကိုအငင်းပွားမှုတွေထက်ပိုပြီးတန်မိုးထားတာကိုပြသလိုက်တာဖြစ်ပါတယ်နောက်ဆုံးမှာတော့ဘယ်သူမှမပြည့်စုံပါဘူးလူတိုင်းသင်ယူနေကြတာပါပဲရေရှည်မှာကကျင်နာမှုမေတ္တာတရားကသာတကယ်ကိုအနိုင်ရတာဖြစ်ပါတယ်ဒါကြောင့်မို့အတူတကွ grow ဖြစ်ဖို့ရည်ရွယ်ပါတယောက်ကိုတယောက်အမြဲဆန့်ကျင်စရာမလိုပါဘူး connection ကိုရှင်ပြိုင်မှုထက်ရွေးချယ်ပါပျော်ရွှင်မှုကိုအတ္တထက်ရွေးချယ်ပါနွေးထွေးတဲ့တငယ်ချင်းတယောက်ချစ်ရသူတယောက်ဖြစ်ပါစေနော်တေချာနားထောင်ပေးတဲ့သူဖြစ်ပါစေရှင်လူတွေကိုအတူတကွပေါင်းစည်းစေတဲ့သူဖြစ်ပါစေဘာလို့လဲဆိုတော့အတူတကွပျော်ရွှင်ရတာကတယောက်တည်းမှန်နေရတာထက်ပိုပြီးနေလို့ပျော်ရွှင်မှုကောင်းလို့ပါရှင်